ဆိုရင်တော့ပိန်းနေသည့်နှောနေတာပဲဖြစ်ပါတယ်အချမ်းပဲရှိပါသေးတယ်စတယ်ညမောင်းနဲ့ကောင်းလားမတချမ်းကြပါသေးတယ်တော်ချမ်းချမ်းဆက်သွားလိုက်ပါဦးမယ်ခင်ဗျာလူလေးလည်းအဲ့လိုသူ့ရှင်ရတာနော်လှုပ်ဆောင်ရောင်းဆောင်နော်ကြည့်အောင်နေအောင်ခမင်းကဒီအောင်ခါတော့ဟွာလဲချက်ချင်းမဲ့နေတယ်အောင်သူတို့မနှမ်းကပေးတယ်ပင်ကြတယ်ပြင်ကြတယ်ကွာပင်မှာခွင်းနဲ့ပြစ်ကြတယ်ကွာအဲ့လိုအနာလုံးနဲ့ပြော့နေတော့အမဲ့ဆိုတော့ညဟိုမိုင်းစားတယ်ကောင်းတော့မှပြန်သွားကြတယ်နားကြောင်အဲ့ဒါကိုပြောပြတာတော့ချက်ချင်းဆိုတော့နည်းကောင်းတယ်ခုဆိုရင်တော့အားလုံး PC သွားပါပြီ